ကူတာခင်ကြီးရောက်လာပြီဟဲ့အင်းကျင်းစီရေဟိုတကားဝကိုကြည့်စက်ဦးကူလီနန်ကားကြီးနဲ့ရောက်လာတာဟိုးလုံးကငါတို့စီမှာအမြဲနိုင်ကျင့်ခံနေရတဲ့ကောင်လေးမဟုတ်လားဟာကျင်းစီကတော့ဘာမှပြန်မပြောပဲစိတ်ထဲမှာပဲဟွန်းနဲ့ရင်နေမိတယ်အဲ့ဒီတုန်းကသူမကိုလာနောက်ဆက်တဲ့လူဆိုးတွေကိုအချိန်ရက်တန့်ချင်းအစွမ်းကိုတုံးပြီးပညာပေးခဲ့တာကိုကဲအချိန်တွေရက်သွားစမ်းလူယုံမာတွေမြောင်းထဲမှာသွားအိတ်နေကြတော့အဲ့ဒီနောက်ကျင်းစီကကောင်လေးတယောက်ကိုဆွဲခေါ်သွားပြီးဒီမှာဆိုရင်ပေးကင်းသွားပြီးမောင်လေးနောက်ဆိုဒီလိုမိုင်းမဲတာတွေမလုံးနဲ့တော့နော်လို့မှားခဲ့ဘူးတဲ့အခုတော့အဲ့ဒီကောင်လေးကနေပါဦးကော်ဖီကဘယ်နားမှာလဲခင်ဗျာအတန်နဲ့မေးတန်ကြောင့်ကျင်းစီတတိဝင်လာတယ်ဘယ်ဘက်စင်ရဲ့ပထမဆုံးတန်းမှာပါရှင်ကျေးဇူးတင်ပါတယ်သူမတငယ်ချင်းကတော့ဘေးနားကနေတိုးတိုးလေးကပ်ပြောနေပြီးဟဲ့ကျင်းစီအဲ့ဒါလင်းယုံကယူရဲ့ဥက္ကဋ္ဌဂူဟန်ရဲ့လေနမဲကြီးစီးပွားရေးလုပ်ငန်းရှင်လူငယ်ချောလေးမဂဇင်းတွေကထက်တောင်အပြင်မှာပိုချောသေးတယ်ဒါနဲ့သူကဘာလို့အမြဲတမ်းမျက်နှာစူပုတ်နေတာပါလဲမပြောလို့လားမသိဘူးနော်ဂူဟန်ရဲ့ကတော့တစ်ဖက်မှာမှန်ကြည့်ပြီးပြုံးဖို့စူးစမ်းနေတာမဟုတ်သေးပါဘူးဒီလိုပြောရင်တော့အယူနဲ့တူနေမှာပဲအာနာရှိတဲ့လူကတော့ဒီလိုမျိုးထက်ထက်မြက်မြက်ပြုံးပြရမှာပေါ့ဟာအာကျင်းစီရေသူခုနကငါ့ကိုပြုံးပြသွားတဲ့ဟဲ့တငယ်ချင်းဖြစ်သူကတော့ယူမတက်ဖြစ်နေပေမဲ့ဂူဟန်ရဲ့ကတော့သူ့အတွင်းရေးမှုကိုလှမ်းပြောလိုက်ပြီးအဲ့ဒီမိန်းကလေးကြောင့်ထက်ရှာစရာမလိုတော့ဘူးငါရှာတွေ့သွားပြီအခုနကစတိုးဆိုင်ကမိန်းကလေးလားခင်ဗျာကျွန်တော်သူမရဲ့နောက်ကျောင်းရာဇဝင်ကိုအသေးစိတ်စုံစမ်းပေးရမလားစီးပွားရေးသမားတွေလိုစုံစမ်းစရာမလိုဘူးဒီတစ်ခါတော့ငါကိုယ်တိုင်ပဲသွားမယ်နောက်ရက်တွေမှာတော့ဂူဟန်ရဲ့တယောက်စတိုးဆိုင်ကိုခဏရောက်လာတော့တာပဲဒီပစ္စည်းလေးကိုနားမလဲလို့ရှင်းပြပေးလို့ရမလားခင်ဗျာရပါတယ်ရှင်ဘာများကူညီပေးရမလဲဒီရေတန့်ကအဲ့လက်တောင်တန်းရဲ့တောင်ဘက်ချမ်းကရေလားမြောက်ဘက်ချမ်းကရေလားရှင်ဒါဆိုဒီအာလူးကြိုထုတ်ထဲမှာလေကဘယ်နေရာခိုင်နှုန်းလောက်ပါလဲပါဝင်ပစ္စည်းတွေကရောသူမြတသမသူမြ100ခိုင်နှုန်းတောင်အမှားယွင်းမရှိစံချိန်မီရဲ့လားတက်တန်းကုံဆုံးရက်ကရောဂျင်းစီစိတ်မရှိတော့ပဲអော်လိုက်မိတယ်တော်ပြီလိတ်ဆန်းမိကွန်းတွေကလည်းများလိုက်တာရောပတ်စံရှင်ပြီးမြန်ထွက်သွားတော့ဂူဟန်ရဲ့ကတော့အပြင်ရောက်မှသူ့လက်ကိုသူပြန်ကြည့်ပြီးသူမရဲ့လက်လေးကအရန်နူးညံ့တာပဲငါတို့ဆက်ဆံရေးကတဆင့်တိုးသွားပြီထင်တယ်လို့တွေးနေတယ်အဲ့ဒီနောက်မှာလဲသူကစတိုးဆိုင်ကရေဒါအချောင်း100လုံးကိုဝယ်ပစ်လိုက်သေးတယ်ရှင်ကလူတကူစာအတွက်အချောင်း100လုံးဝယ်နေတာလားကျွန်တော်ကအာလူးကြော်တွေပဲယူမယ်ကြံတဲ့လက်ဆောင်ပစ္စည်းတွေကိုမင်းယူလိုက်လေနောက်ဆုံးတော့သူကဆိုင်ထဲကပစ္စည်းတွေအကုန်ဝယ်ပစ်ပြီးမင်းအလုပ်ဆင်းလို့ရပြီလို့ပြောတဲ့အထိအစွမ်းပြလာတယ်ဂျင်းစီကတော့ညာကျူတီမစင်းကျင်တော့လို့အလုပ်ထွက်ဖို့စူးစမ်းပေမဲ့ဂူဟန်ရဲ့ကလာစာ3စာတိုးပေးမယ်ဆိုပြီးဆွဲထားပြန်တယ်တရက်မှာတော့ဂူဟန်ရဲ့ကဂျင်းစီရှိမှတင်ကော်ဖီတွေမှောက်ကုန်တယ်sorry ငါအမှားပါနေရအနှံ့ပေးပွားကုန်တော့ဂျင်းစီကမနေနိုင်ပဲသွားတုတ်ပေးမိတယ်ဒါပေမဲ့ဂူဟန်ရဲ့ကသူမကိုစိုက်ကြည့်နေတော့သူမရှက်ပြီးမျက်နှာတွေညီမြန်းလာတယ်နေပါဦးမင်းမျက်နှာတွေညီနေတာငါကြောင့်လားငါကိုကြိုက်ရင်လည်းပွန့်ပွန့်လင်းလင်းပြောပါငါညင်းမှာမဟုတ်ဘူးဂျင်းစီကကြောက်လန့်တကြားနဲ့ရက်စမ်းငါရှိကနေအခုချက်ချင်းထွက်သွားတော့လှို့အော်ရင်သူ့ကိုအချိန်ရက်တတ်မှုစူးစမ်းပြန်တယ်ဒါပေမဲ့ဂူဟန်ရဲ့ကတော့သူမရဲ့ငယ်ဘဝတပ်ပုံလေးကိုကင်ထားရင်ပြုံးနေလေရဲ့ငါကိုရှာတွေ့သွားပြီပဲတကယ်တော့မင်းငါကိုအချိန်ရက်တတ်ထားတာကိုငါကလိုက်ရောပေးနေတာပါမင်းရဲ့မော်စွားရင်တွေကငါအပေါ်မှာအလုံးမလုပ်ဘူးငါမင်းကိုရှာနေခဲ့တာနှစ်ဆက်ရှိပြီအချိန်တွေရက်တတ်ထားဖို့မှမဟုတ်ပဲဒါဆိုအဲ့ဒီနှစ်ဆက်လုံးရှင်ကလူပြိုကြီးပဲပေါ့ဒါပေမဲ့အဲ့ဒါကအဓိကမဟုတ်ဘူးအဓိကကငါမင်းကိုချစ်တယ်ဆိုတာပဲ